မင်္ဂလာပါရှင်2026ခုနှစ်ဧပြီလဟာအင်္ဂါသားသမီးတွေအတွက်အခက်အခဲတွေကြားကနေကိုယ့်ရဲ့ဩဇာအာဏာကိုပြန်လည်တည်ဆောက်ရမယ့်လာမျိုးဖြစ်နေပါတယ်။အစပိုင်းမှာရုန်းကန်ရပေမဲ့အဆုံးသတ်မှာတော့အောင်နိုင်သူဖြစ်လာမှာပါရှင်။ဒီလအစပိုင်းမှာငွေကြေးပိုင်းအနေငယ်အကျက်အတဲနဲ့ကြုံရတတ်ပါတယ်။မထင်မှတ်ပဲအသုံးစရိတ်တွေများနေတာမျိုးဒါမှမဟုတ်တယောက်တည်းရုန်းကန်နေရတယ်လို့ခံစားနေရပါတယ်။အင်္ဂါသားသမီးတွေဟာမိတက်ပြင်းထန်တဲ့လာမှာစိတ်ပင်ပန်းလူပင်ပန်းဖြစ်တဲ့လို့ငွေမမြဲခြင်းကိုအထူးတတိထားပေးပါနော်။ဒါပေမဲ့သင်ဟာအရန်ကိုပြတ်သားတဲ့သူတစ်ယောက်ပါဒီလမှာဘဒုမျက်နှာမှမကြည့်ပဲမှန်တဲ့ထင်တာကိုစောက်ချလုံးမဲ့စိတ်ရှိနေပါတယ်အလုပ်ထဲမှာဝေဖန်မှုတချို့ရှိနိုင်ပေမဲ့သင်ရဲ့ဉာဏ်ပညာနဲ့ပြည့်ပြည့်သားသားတုတ်ပြန်နိုင်ပါလိမ့်မယ်တတိထားမှာကတော့ကိုယုံကြည်မှုညွတ်နေတတ်တာပါပဲအပြင်ပန်းမှာဖြတ်သားနေပေမဲ့စိတ်ထဲမှာတော့အနှဲငယ်ကြောက်ရွံ့နေတာမျိုးဒါမှမဟုတ်စိတ်မရှိပဲပောက်ကွဲလွယ်နေတာမျိုးဖြစ်တတ်ပါတယ်ကိုယ့်ရဲ့ဒေါသကိုမထိန်နိုင်ရင်အောင်မြင်မှုတွေလျော့သွားနိုင်လို့စိတ်ကိုအေးအေးထားဖို့တော့လိုပါမယ်ရှင်ဒီကာလမှာကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုအခြားသူတွေကအတိအမှတ်မပြုတာမျိုးနဲ့ကြုံရတတ်ပါတယ်အချစ်ရေးမှာလည်းကိုယ့်ဘက်ကအရန်ချုပ်ကင်ချင်တာမျိုးဒါမှမဟုတ်အေးဆက်ဆက်နိုင်နေတာကြောင့်အဆင်မပြေမှုလေးတွေရှိနိုင်လို့အလျော့အတင်းလေးလုပ်ဖို့တော့အကြံပေးချင်ပါတယ်ရှင်ဒီလရဲ့အကြီးမားဆုံးအားကိုးရာကတော့လကုန်ပိုင်းမှာအခြေအနေရရက်ကိုပြန်လည်ထိန်းချုပ်နိုင်ပြီးဩဇာအာဏာပြန်လည်ရရှိလာမှာပါအစပိုင်းမှာခက်ခဲပေမဲ့နောက်ဆုံးမှာတော့တည်ငြိမ်တဲ့နေရာတစ်ခုကိုအခိုင်အမာနဲ့ရောက်ရှိသွားမှာဖြစ်လို့အားမလျှော့ပါနဲ့နော်အင်္ဂါသားသမီးတွေအတွက်အချင်းချုပ်အကြံပြုချက်လေးတွေကတော့စီးပွားရေးမှာဆိုလို့ရှိရင်အစပိုင်းမှာခက်ခဲပေမဲ့လကုန်ပိုင်းမှာပြန်ကောင်းပါမယ်အသုံးစရိတ်ကိုချွေတာပါအချစ်ရေးမှာဆိုလို့ရှိရင်မန်မာနာကြောင့်စကားများရတတ်လို့အတက်နိုင်ဆုံးလျှော့ပေးပါကျမကြီးမှာဆိုလို့ရှိရင်တွေးသူနှလုံးသွင်းအပူတန်ကိုတတိထားပါရေမြမြတောက်ပေးပါရှင်ဆောင်ရံအနေနဲ့ကတော့အစိမ်းရောင်ဒါမှမဟုတ်အညိုရောင်ဝတ်ဆင်မှာမြေတက်အရောင်တွေကတင့်ကိုတည်ငြိမ်စေပါလိမ့်မယ်ဒေါရတကြီးစကားပြောတာနဲ့ဆဲဆူချင်းမောင်းတာတွေကိုအတူရှောင်ကျင်ပါရှင်ကံမွေးစေဖို့အတွက်အင်္ဂါနေ့မှာဖျားဖို့စီးယူဒါမှမဟုတ်တမယာရီလှူဒန်းမှာလမ်းဘေးကလိုအပ်နေတဲ့သူတွေကိုလည်းစွန့်ကြဲပေးပါနောက်ပြီးတကြံအသက်နေ့မှာတက်ကြီးရွယ်အိုအမျိုးသားတဦးကိုအဝတ်အထည်ဒါမှမဟုတ်ပစိုးလူဒန်းပေးခြင်းကတင်ရဲ့ဖုံးကန်ကိုတိုးစေပါလိမ့်မယ်အင်္ဂါသားသမီးတွေအားလုံးအခက်အခဲတွေကိုကြော်လာပြီးတော့ဩဇာအာဏာတိုးတက်နိုင်ကြပါစေရှင်